အားလုံးပဲမင်္ဂလာပါမတွေ့တာတော့ကြာပြီပေါ့နော်ဒီကြားတဲ့ဗီဒီယိုတွေလုံးဝမလုပ်ဖြစ်ဘူးမအားလို့ပေါ့နော်ဆိုတော့နှစ်သက်ကနေကြိုဆိုပါရစေအားလုံးအတွက် Happy New Year ပါဆိုတော့ဒီတစ်ခေါက်ပြောပြပေးမယ့်အကြောင်းအရာကကြတော့Zodiac sign နေနဲ့ပတ်သက်တာပေါ့နော်ရာသီကွန်နေနဲ့ပတ်သက်တာကိုပြောမှာဒါပေမဲ့ကျွန်မက Tarot Reader လည်းမဟုတ်ဘူးZodiac sign နဲ့ပတ်သက်ပြီးတော့မှ expert ကျွမ်းကျင်တဲ့သူလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်မကအဲ့လိုမျိုးပေါ့နော်လူတွေရဲ့ဒီရာသီခွင်နေနဲ့သူတို့ရဲ့စိတ်နေသဘောထားတွေကိုပေါ့နော်လို့လေ့လာတယ်ပြီးတော့အပြင်လက်တွေ့အခြေအနေနဲ့ဆက်စစ်ကြည့်ရပေါ့နော်အဲ့လိုမျိုးလုပ်ရတာဝါသနာပါတဲ့ခါကျတော့ဒီ Zodiac sign တွေတော်တော်များများအကြောင်းဖတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာကြတော့ကျွန်မကဒီရာသီခွင်တစ်ခုချင်းစီအတွက်ပေါ့နော်နှစ်သက်စုမုံကောင်းစကားလေးပေါ့နော်နှစ်သက်အတွက်ဆူတောင်းလေးနှစ်သက်ဆူတောင်းလေးကိုမှဒီရာသီခွင်တစ်ခုချင်းစီကြုံရမယ်ဒီကံကြမ္မာလေးတွေရယ်ပြီးလို့ရှိရင်ဒီ2026မှာတတိထားရမယ့်ဟာလေးတွေနဲ့ပေါင်းပြီးတော့မှဒီဆူတောင်းစကားလေးပြောပြမှာလည်းဖြစ်တယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီအခြေရေးပေါ့နော်အခြေရေးအသေးစိတ်တော့မဟုတ်ဘူးကျွန်မပြည်နေတွတ်တူမဟုတ်ဘူးဆိုတော့အခြေရေးအသေးစိတ်တော့မဟုတ်ပေမဲ့ဒီတော်တော်များများဟောထားတဲ့ဟာတွေကနေစုပေါင်းပြီးတော့မှအများဆုံးတူညီတဲ့အချက်လေးတွေယူပြီးတော့မှအခြေရေးအကြောင်းလေးတွေကိုရာသီခွင်တစ်ခုချင်းစီကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ Aries ကနေစလိုက်မယ်နော် Aries ရာသီခွင်ကကြတော့ဒီ2026မှာစိတ်ရှည်တီးခံစရာကိစ္စတွေရှိလာနိုင်တာမို့တတိလေးကပ်ပြီးတော့မှစိတ်ကိုပို့ရှည်အောင်ဆွဲဆန့်နိုင်ကြပါစေစိတ်ကိုအယမ်းအလိုမလိုက်ဖဲလှုပ်တင်တာကိုလှုပ်ရင်းနဲ့အောင်မြင်မှုတွေရလာကြပါစေလို့ဆုတောင်းပေးပါတယ် Aries တွေအတွက်အခြေရေးကကြတော့ဒီအပေါ်ကဆုတောင်းလေးအတိုင်းပဲပေါ့နော်စိတ်ရှည်ဖို့တော့လိုပါမယ်ကိုအနာကိုရောက်လာတဲ့ round person တွေပေါ့နော်လူမှန်မဟုတ်သေးတဲ့လူတွေဒါမှမဟုတ် ace တွေအတွက်အချိန်ကုန်ခံနေမဲ့အစားကိုဘွားတက်ကိုအချိန်ပေးပြီးတော့ပြင်ဆင်တာကတော့ပိုပြီးအကောင်းဆုံးဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီအဲ့လိုမျိုးကိုလာပြီးတော့မှစမ်းသက်တဲ့ကာလလေးကြော်သွားပြီးရဆိုတာနဲ့ကိုနဲ့တကယ်ကိုင်းနေတဲ့လူကရောက်လာလိမ့်မယ်ပေါ့နော်ဆိုတော့ချစ်သူရှိတဲ့သူတွေကကြတော့ဒီအချစ်စစ်မစစ်ပေါ့နော်သူနဲ့ကိုနဲ့တကယ်အဆင်ပြေမပြေစမ်းသက်တဲ့ကာလလေးတစ်ခုတော့ဖြစ်ပါလိမ့်မယ်2026ထဲမှာပေါ့နော်ဒါကတော့ Aries တွေအတွက်ပါနော် Aries ပြီးတော့ဗာလဲဆိုလို့ရှိရင်ဂျိုလေးနဲ့ Taurus ပေါ့နော် Taurus တွေက2026မှာတည်ငြိမ်မှုတွေကံကောင်းမှုတွေရလာပါစေကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းကိုတန်တရားလုံးဝမဝင်မဲနဲ့ပုံမှန်စူးစမ်းရင်းနဲ့ဝင်ငွေလေးတွေတိုးပွားလာကြပါစေနော်အခြေရေးကကြောဒီ single တွေပေါ့နော် single တွေဆိုလို့ရှိရင်တော့နှစ်စာပိုင်းမှာကံကောင်းနေပါလိမ့်မယ်ဆက်ဆံရေးတစ်ခုစတင်ရတာမျိုးတွေပေါ့နော်ပြီးရင် right person တွေ့ရတာမျိုးတွေဖြစ်လာနိုင်တယ်နှစ်စာပိုင်းလေးတွေမှာပေါ့နော်ဆိုတော့ချစ်သူကြီးစားဆက်ဆံရေးရှိပြီးသားသူတွေကလည်းဒီတော်တော်လေးပေါ့နော်အတူတူအဆအရာကိုအတူတူဖြတ်ကျော်ရင်းနဲ့ဘဝကိုရုန်းကန်ဖြတ်ကျော်ကြရင်းနဲ့ပေါ့နော်ပို့ပြီးနားလည်မှုရှိလာတယ်ပို့ပြီးခိုင်မာတဲ့ connection တွေရှိလာပါလိမ့်မယ်ဒါကတော့ Taurus လေးတွေအတွက်ဖြစ်ပါတယ်နော် Taurus ပြီးလို့ရှိရင် reflect အကြီးစားတွေက Gemini ပေါ့နော်စတာပါ reflect မဟုတ်ပါဆိုတော့ Gemini တွေကကြတော့ဒီပေါ်ပေါက်လာတဲ့အခွင့်အလမ်းတွေကိုအကောင်းဆုံးအသုံးချပြီးလုပ်ငန်းတွေ scale တွေကိုတိုးချဲ့နိုင်ပါစေရလာတဲ့ဝင်ငွေတွေကိုတေချာစူးစောင်းပြီးတော့အနာဂတ်အတွက်အသုံးပြုနိုင်ပါစေเนาะအခြေရေးမှာကတော့ Gemini တွေကိုယ်တိုင်ကပေါ့နော် commitment relationship ထားဖို့နည်းနည်းလေးအဆင်သင့်မဖြစ်သေးတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ်တိုင်ရောတကယ် serious relationship commitment relationship ဖြစ်ဖို့စတင်မှုအဆင်ပြေပြီလားပေါ့နော်အဆင်ပြေပြီဆိုတာတေချာတော့မှာပဲဆက်ဆံရေးတစ်ခုစတင်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့ခိုင်ကြရင်ကိုကအဆင်သင့်မဖြစ်သေးပဲနဲ့နှလုံးသားကိုအလိုလိုက်ပြီးတော့မှပေါ့နော်လိုလိုက်ပြီးတော့မှနည်းနည်းအချိန်ကြာတဲ့အခါမှာစိတ်တိုင်းမကြဖြစ်တတ်တဲ့ဟာမျိုးလေးကြုံတတ်တယ်ပေါ့နော်2026မှာပေါ့နော်ဆိုတော့အဲ့လိုမျိုးတကယ်ကိုမတေချာတဲ့အချိန်မှာမစတင်မဲနဲ့ခဏလေးတယောက်ထဲနေပြီးတော့မှကိုတကယ်အဆင်သင့်ဖြစ်ပြီဆိုတော့မှစတင်လိုက်တော့မှပဲချုံးမှုတဲ့ relationship တစ်ခုရလာမယ်ဖြစ်တယ်ပေါ့နော်။နောက် relationship ရှိတဲ့သူတွေကတော့နှစ်ယောက်ကြားမှာဆွေးနွေးရတဲ့ဟာတွေပုံများလာမယ်ပေါ့နော်။သူဘာလို့လိုအပ်တာလဲကိုကဘာလို့လိုချင်တာလဲဆိုတဲ့ဟာမျိုးတွေဆွေးနွေးရတဲ့အနေအထားလေးတော့ရှိလာနိုင်ပါတယ်။ Gemini ပြီးတော့ဗာလေးလဲဆိုတော့စိတ်ကင်ဆာတွေပေးတဲ့ကင်ဆာလေးပေါ့နော်။စိတ်ကင်ဆာတွေထပ်မပေးပါနဲ့တော့2026မှာဆိုရင်ကိုယ့်ရဲ့ဦးစားပေးအနေနဲ့ personal growth လို့ခေါ်တဲ့ကိုယ့်အတွက်ကိုပို့ပြီးအချိန်ပေးနိုင်ကြပါစေကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းတွေကိုယုံကြည်ပြီးတော့မှဆက်ပြီးတော့မှလှုပ်ရှားဖန်တီးရင်းနဲ့ကောင်းမွန်တဲ့လမ်းကြောင်းသစ်တွေပေါ်ပေါက်လာပါစေလို့ဆုတောင်းပေးပါတယ်အခြေရေးကတော့
ကန်ဆာတွေကိုယ်တိုင်ရဲ့စိတ်ထဲမှာဒီနှွေးထွေးမှုတွေကျဉ်းနာမှုတွေပေါ်ပေါက်နေမယ်နှစ်လေးဖြစ်တယ်ပေါ့နော်2026ကကြတော့အဲ့ဒါကြောင့်မလို့ပဲကိုယ့်အတွက်တကယ်ထူးခြားတဲ့သူတယောက်နဲ့စုံတွေ့လာနိုင်တယ်ပေါ့နော်ဆိုအဲ့ဒီလူကကြတော့သူနဲ့ကိုယ်နဲ့မြင်ချင်းချစ်တယ်မြင်တာနဲ့အယူမှုဖြစ်သွားတယ်ဆိုတဲ့ခံစားချက်မျိုးတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီလူကကိုယ့်အတွက်ရေရှည်ကောင်းတဲ့လက်တွဲပေါ်ဖြစ်လာနိုင်တာကြောင့်မလို့ပေါ့နော်ဒီလူနဲ့အဲ့လိုလူမျိုးနဲ့စုံလာပြီဆိုလို့ရှိရင်အခွင့်အရေးကိုအရယူတင်တယ်ပေါ့နော်ကိုအရင်တော့တွဲဘူးတဲ့သူမျိုးမဟုတ်တဲ့ပုံစံမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီကိုတက်လည်းအသက်နည်းနည်းကြီးတဲ့သူဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီ H တွေကတော့ဝင်လာလိုက်ထွက်သွားလိုက်လှုပ်ဖို့များတယ်ပေါ့နော်နေဝင်လာလိုက်ပြန်ထွက်သွားလိုက်ပေါ့ဆိုတော့ H တွေကတော့အဲ့လိုမျိုးဝင်လာလိုက်ပြန်ထွက်လိုက်လှုပ်ဖို့များတာကြောင့်မလို့ကိုယ့်အတွက်အရှုပ်ထွေးတွေပဲဖြစ်လာနိုင်တယ်ဒါကြောင့်မလို့တက်နိုင်တော့ H relationship တွေကိုလက်မခံနဲ့ပေါ့နော်ဒါကတော့ကန်ဆာအတွက်ဖြစ်ပါတယ်ကန်ဆာပြီးတဲ့ခါကျတော့လီယိုလေးတွေဖြစ်ပါတယ်တကောင်နဲ့တောက်ပတဲ့ချင်းသေးလေးတွေပေါ့နော်ဆိုတော့လီယိုတွေကတော့ရလက်တွေကိုကြီးမမျှော်နေပဲနဲ့ကိုလှုပ်ဆရာရှိတဲ့ဟာကိုအာယုံစိုက်ပြီးတော့မှအကောင်းဆုံးဖြတ်ကျော်နိုင်ပါစေနာမည်ကုန်သတင်းကြော်စောမှုနဲ့အတူရီမန်းချက်ကောင်းတွေကိုလည်းတေချာအကောင့်ထဲပေါ်နိုင်ကြပါစေ2026အတွက်အဆူတောင်းပေးပါတယ်နော်အချစ်ရေးမှာကိုတကယ်လိုအပ်တာဘာလဲဆိုတာကိုတေချာသိပြီးမှကိုနဲ့ကိုက်ညီတဲ့သူကကိုနောက်ရောက်လာပါလိမ့်မယ်ကိုသိမှသာလေကိုနဲ့ကိုလိုချင်တဲ့သူကကိုနောက်ရောက်လာမှာဖြစ်တယ်ကိုမသိဘဲနဲ့ဘာမှဆက်ပြီးတော့မှဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ဒီနှစ်မှာတော့ဆိုတော့အရင်ကတွဲဘူးတဲ့သူတွေနဲ့နည်းနည်းလေးကွဲပြားတဲ့စိတ်နေစိတ်ထားဒါမှမဟုတ်ကွဲပြားတဲ့ရုပ်ရည်တွင်ပြင်ရှိတဲ့သူတွေကကိုနောက်ရောက်လာတတ်တယ်ပေါ့နော်အဲ့လိုလူမျိုးတွေနဲ့ဆောင်ရတတ်တယ်ဒါက soul mate ဖြစ်လားမဖြစ်လားဆိုတော့ခုနအပေါ်ကပြောသလိုပဲကိုဘယ်လိုလူမျိုးလိုချင်တာလဲဆိုတာကိုသိချသိမှာပဲsoul mate ဖြစ်မဖြစ်ပြောလို့ရမယ်ပေါ့နော်ရည်စားရှိတဲ့သူတွေကတော့ပြီးပိုခိုင်မာတဲ့ဆက်ဆံရေးတွေဒါမှမဟုတ်ဆိုလို့ရှိရင်သူနဲ့ကိုယ်နဲ့မကိုက်ညီဘူးပေါ့နော်နှစ်ခုရှိတယ်ပေါ့နော်ရည်စားရှိတဲ့လူတွေကဆက်ဆံရေးပိုခိုင်မာလာတာမျိုးဖြစ်နိုင်တယ်လို့မျိုးကိုယ်နဲ့လုံးဝမကိုက်ညီဘူးဆိုတာသိပြီးလမ်းခွဲရတယ်မျိုးလည်းဖြစ်နိုင်တယ်အတိကတော့တိတိကျကျတစ်ခုခုဖြစ်သွားမယ်ပေါ့နော်တိတိကျကျတိတတစ်ခုခုဖြစ်လာမယ်ပေါ့နော်2026မှာပါတဲ့နောက်တစ်ခုကတော့ပြိုစင်လေးပါဆိုတော့ဖာကိုပေါ့နော်red flag လည်းမဟုတ် green flag လည်းမဟုတ်ပါဘူးเนาะ black flag လို့ပြောကြတော့ဆိုတော့ Virgo ပေါ့ Virgo ကကျမရာသီကွင်းလည်းဖြစ်တယ်ဆိုတော့ Virgo လေးတွေအတွက်ကတော့အပြောင်းလဲတွေကိုလက်ခံနိုင်ပြီးတော့မှတတ်နိုင်သမျှတည်ငြိမ်စွာလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ကြပါစေစာအုပ်ကြီးတိုင်းအဟောင်းတွေကိုဖတ်တွယ်မနေဘဲနဲ့စမ်းသစ်တဲ့ဖန်တီးမှုတွေနဲ့အတူအခွင့်အလမ်းသစ်တွေကိုလက်ခံရရှိပါစေဆိုတော့အခြေရေးလေးတောင်းမယ်နော်အခြေရေးမှာကြတော့လေကိုတွဲဘူးတဲ့ပုံစံမျိုးနဲ့မတူတဲ့ဒီအမှုပညာဆန်တဲ့သူစိတ်ကူးကောင်းတဲ့လူမျိုးပေါ့နော်ကိုယ့်အပေါ်မှာအရင် respect ထားတဲ့သူလေးစားတဲ့သူပေါ့နော်အဲ့လိုလူမျိုးနဲ့ကြုံရနိုင်တယ်ဒါကြောင့်မလို့ပေါ့နော်ဒီတခါတလေမှာဆိုလို့ရှိရင်ကိုအရှိတော့တွဲခဲ့ဖို့တဲ့သူမဟုတ်တဲ့သူမျိုးပေါ့နော်အဲ့လိုလူမျိုးနဲ့single တွေဆိုလို့ရှိရင်ဒီနှစ်ထဲမှာတွေးဆုံရနိုင်ခြင်းရှိတယ်ပေါ့နော်ဒါပေမဲ့လည်းတခါတလေမှာတော့လို့နှစ်ယောက်ရှင်ရွေးရတာမျိုးလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့နှစ်ယောက်ရှင်ရွေးရတာမျိုးတွေကြုံလာပြီဆိုလို့ရှိရင်ကိုယ့်အတွက်တကယ်ကိုတတ်ဖြစ်စေတဲ့သူစကားပြောလို့ဆိုလို့လိုက်လျောညီတွေဖြစ်တဲ့သူကိုပဲရွေးချယ်တင်တယ်ပေါ့နော်တချို့တွေကြတော့အဲ့လိုကိုနဲ့ကိုတတ်တာတော့မဖြစ်ဘူးဒါပေမဲ့ကိုကအထင်ကြီးရတဲ့သူမျိုးပေါ့နော်အဲ့လိုတခုခုကိုယ့်ထက်ပိုတာတဲ့သူမျိုးကိုရွေးတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးတော့မရွေးပါနဲ့ကိုယ့်အတွက်တကယ်လို့မှတတ်ဖြစ်စေတဲ့သူကိုပဲရွေးချယ်စေခြင်းနဲ့ပေါ့နော်relationship ရှိတဲ့သူတွေကတော့ဒီပိုနဲ့ဆိုင်တဲ့ရင်းနှီးမှုတွေဖြစ်လာမယ်ပြီးရင်ဒီကိုယ်စိတ်မှာပေါ့နော်သူနဲ့ရှေ့ဆက်သွားမယ်ရှေ့ပို့ပြီးတော့မှနည်းနည်းတဲ့အခြေအနေမျိုးသွားမယ်ဆိုတဲ့ဟာမျိုးဆုံးဖြတ်ရတာဖြစ်လာနိုင်တယ်ပေါ့နော်ဒါကတော့ Virgo တွေဖြစ်ပါတယ်ကဲအခုတော့မျှတတဲ့ Libra လေးတွေစီသွားလိုက်မယ်ပေါ့နော်2026မှာလူတိုင်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်ပြီးတော့မှကြော်ကြားမှုတွေရရှိလာပါစေအကြာကြီးစူးစမ်းလာရတဲ့ရည်မှန်းချက်တွေရဲ့အောင်မြင်မှုအသေးပွင့်တွေကိုလည်းခံစားနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အခြေရေးကကြတော့Libra လေးတွေကပေါ့နော်ဘဝအတွက်ပိုပြီးအာရုံစိုက်နေရခြင်းဖြစ်တယ်ဆိုတော့အခြေရေးကိုနည်းနည်းပေါ့ပါလေးလိုပဲတွေးထားတဲ့ပုံစံမျိုးရှိမယ်ပေါ့နော်2026မှာပေါ့ဆိုတော့ဒါကြောင့်ကိုယ့်ရဲ့တစ်ဖက်လူပေါ့နော်ကြီးစားရှိတာပဲဖြစ်ဖြစ်ကိုယ့် crush ပဲဖြစ်ဖြစ်လို့လူတယောက်တွေ့လာတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုတစ်ဖက်လူက serious ဖြစ်တဲ့အနေအထားမျိုး commitment လိုချင်တဲ့အနေအထားမျိုးဖြစ်လာရင်တော့နည်းနည်းလေးအဆင်မပြေတာဖြစ်ပြီးတော့ gain တွယ်ရခက်တဲ့ဆက်ဆံရေးမျိုးရှိလာနိုင်တယ်ပေါ့နော်ဒီ single တွေမှာလည်းဒီတငယ်ချင်းကနေချစ်သူဖြစ်တဲ့အခြေအနေမျိုးလဲကြုံတွေ့လာရနိုင်တယ်ပေါ့နော်အဲ့ဆိုနည်းနည်းလေးတော့တတိထားရမယ်ဆိုတာကိုယ့်လိုပဲပေါ့ပါလေးတွေးတဲ့သူမျိုးပေါ့နော်အစာပိုင်းကိုခဏပဲတွေးကြည့်ပြီးတော့မှအဆင်တက်ကြမယ်ဆိုတဲ့လူမျိုးနဲ့တွဲတာတော့ပိုပြီးကောင်းတယ်ပေါ့နော်တစ်ဖက်က serious ဖြစ်တယ်ဆိုလို့ရှိရင်ကြတော့နည်းနည်းကိုယ့်အတွက်စိတ်ရှုပ်စရာဖြစ်လာနိုင်တယ်ပေါ့နော် okay ဆိုတော့ကီမီကောင်းလေးတွေစီတော့သွားမယ်နော်
Scorpio လေးတွေဖြစ်ပါတယ်မထင်မှတ်ထားတဲ့အခွင့်အလမ်းတွေအလောက်ကိုင်းတွေကိုတေချာပြင်ဆင်ပြီးတော့မှလက်ခံရရှိနိုင်ပါစေကောင်းတဲ့လေ့ကျင့်သင်ကြားမှုတွေကနေတစ်ဆင့်အခွင့်အလမ်းကောင်းတွေကိုလည်းဖန်ဆောင်နိုင်ကြပါစေเนาะအခြေရေးလေးကကြတော့ဘာဖြစ်မလဲဆိုတော့ Scorpio တွေကဒီနှစ်ထဲမှာပေါ့နော်2026ထဲမှာဘယ်သူ့ဟိုမှအပေါ်ယံကြည့်ပြီးတော့မှအထင်ကြီးတာမျိုးအဲ့လိုအထင်ကြီးတဲ့စိတ်နဲ့လူတစ်ယောက်ကိုတွဲလိုက်တာမျိုးအဖြေပေးတာမျိုးမလုပ်ဖ ೇನೆ တေချာလေးလာဖို့လိုတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်တော့ဟိုတကယ်တစ်ဖက်လူကတကယ်ကိုရှင်းချက်ပြီးကိုယ်နဲ့အဆင်ပြေနိုင်တဲ့သူဖြစ်မှာပဲတွဲဖို့ဆုံးဖြတ်တင်တယ်ပေါ့နော်ချက်ချင်းလက်ငင်းကြီးအဲ့လိုစိတ်လောလောနဲ့ဆုံးဖြတ်တာမျိုးမဖြစ်တင်ဘူး relationship ရှိတဲ့သူတွေမှာကြတော့ပို့ပြီးတော့မှာပေါ့နော်နားလည်မှုရလာတဲ့အဆင့်တက်လာတဲ့ကာလလေးဖြစ်နိုင်တယ်ပေါ့နော်2026က relationship ရှိတဲ့လူတွေအတွက်တော့ကောင်းတယ်ဆိုတော့ single တွေကတော့တစ်ချက်လေးလာဖို့တော့လိုသေးတယ်ပေါ့နော်ကိုယ်နဲ့အဆင်ပြေမပြေကိုက်ညီလားမကိုက်ညီလားပေါ့နော်တကယ်ပြေနိုင်တဲ့သူဆိုလို့ရှိရင်တော့တွဲလိုက်လို့ရတယ်ဒါပေမဲ့အရင်စိတ်လောပြီးဖြေပေးတာမျိုးမလုပ်နဲ့ပေါ့နော်ဖြေပေးတာမျိုးလိုက်တာမျိုးမလုပ်နဲ့ပေါ့နော်ကဲနောက်တစ်ခုကတော့ယာတီအခုယာတီခွင်လေးတွေပေါ့နော်အခုကာလာယာတီခွင်လေးတွေဖြစ်တယ်စာကီလေးတွေဖြစ်ပါတယ်ဆိုတော့စာကီလေးတွေကတော့ဒီကိုယ်အနားမှာရှိနေတဲ့သူတွေကိုပို့ပြီးတော့မှဂရုတစိုက်အလေးထားနိုင်ကြပါစေကောင်းတဲ့ပြောင်းလဲမှုလေးတွေကိုလက်ခံနိုင်ပြီးတော့မှမကောင်းတဲ့အရာတွေကိုတကယ်2025မှာလွတ်ချနိုင်ခဲ့ကြပါစေเนาะဘာလို့လဲဆိုတော့အခြေရေးမှာလည်းလွတ်ချနိုင်မှာပဲအဆင်ပြေမဲ့အခြေရေးဖြစ်နေတာကြောင့်ပေါ့နော်2026မှာဆိုလို့ရှိရင်စာကီလေးတွေရဲ့အခြေရေးအမြင်ကိုပြောင်းလဲနိုင်တဲ့လူမျိုးရောက်လာနိုင်တယ်ကိုနာကိုဒါပေမဲ့စာကီဘက်ကဒီအတိတ်ကအရာကိုလွတ်မချနိုင်မယ်လေပေါ့နော်ပွင့်လင်းရိုးသားစွာမဆက်ဆံဘူးဆိုလို့ရှိရင်တော့အဆင်မပြေနိုင်ဘူးကိုယ့်ဘက်က commitment မပေးနိုင်ဘူးဆိုလို့ရှိရင်တော့ကိုယ်တယောက်တည်းပဲနေတာကောင်းတယ်ပေါ့နော်အမှအရင်လိုမမေ့နိုင်တာမျိုးပြီးရင် relationship မစကျင်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်လာရင်တော့တယောက်တည်းပဲနေတာကောင်းတယ်ကိုယ့်ရဲ့အတိတ်တွေမမေ့နိုင်သေးဘူးဆိုလဲကိုယ့်အကို healing လုပ်တာကောင်းတယ်ပေါ့နော်ဆိုတော့ကိုတကယ်ပြောင်းလဲပေးနိုင်တဲ့သူတော့ရောက်လာနိုင်တယ်ဒါပေမဲ့ကိုကလည်းကိုယ့်ကိုပြောင်းလဲဖို့လိုတယ်ပေါ့နော်နောက်တစ်ခုဒီဇုံတွဲတွေမှာဆိုလို့ရှိရင်လည်းpersonal space လိုတယ်ဆိုတဲ့ကာလမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဘာလို့ဆိုတော့စာကီတွေကိုယ်တိုင်ရဲ့ဒီစိတ်ကပေါ့နော်နည်းငယ်commitment မပေးခြင်းတဲ့စိတ်မျိုးရှိတယ်ပေါ့နော်ဒီနေ့ထဲမှာဖြစ်လာလိမ့်မယ်အရင်ကပေးခဲ့ရဆိုရင်တော့မှပဲနည်းနည်းလေးဟိုစိတ်ထဲမှာတတ်တာမဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်လာနိုင်တဲ့အတွက်စုံတွဲတွေရှိတဲ့စာကီဆိုလို့ရှိရင် personal space လိုတယ်ဆိုပြီးတော့မှစဉ်းစားတာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော် okay ဒါဆိုရင်ကပ်ကြီးတွေစီကိုတွားပါမယ် Capricorn တွေဖြစ်တယ်ပေါ့နော်ဆိုတော့ Capricorn တွေတော့ကတော့ကိုယုံကြည်မှုရှိပြီးတော့မှဒီအလုပ်တွေကိုတက်ကြစွာလှုပ်ဆောင်နိုင်ကြပါစေငွေကြေးနဲ့ပတ်သက်ပြီးဖြစ်လာတဲ့အပြောင်းလဲတွေကိုလက်ခံနိုင်ပြီးတော့မှတက်နိုင်သမျှပေါ့နော်ရှင်ဆိုင်ဖြစ်ရှင်းနိုင်ကြပါစေဆုတောင်းပေးလိုက်ပါတယ်အခြေရေးကကြတော့ဒီနှစ်စာပိုင်းတွေမှာဆိုလို့ရှိရင်စမ်းတက်လာမယ်ဆွဲဆောင်မှုအားလည်းကောင်းလာမယ်ပေါ့နော်ပြီးတော့ကိုယ့်ဘောနှွေးထွေးတဲ့သူမျိုးကြုံတွေ့လာနိုင်တယ်ပေါ့နော်အဲ့လိုကိုယ့်ဘောနှွေးထွေးတဲ့သူတကယ်ဂရုတစိုက်ဆက်ဆံတဲ့သူရှိလာလို့ရှိရင်ဒီကိုသွားခြင်းတဲ့ relationship ကိုသူနဲ့တည်ဆောက်လို့ရနိုင်တယ်ပေါ့နော်ဒါက single တွေအတွက်ဖြစ်ပါတယ်ချစ်သူရှိတယ်ဆိုလို့ရှိရင်လည်းချစ်သူတွေကကြတော့လူချင်းအရင်တော့လူချင်းနေပြီမဲ့စိတ်ချင်းအရင် connect မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဒီနှစ်ထဲမှာဆိုလို့ရှိရင်တော့သူနဲ့ကိုယ်နဲ့စိတ်ချင်းပို့ပြီးနှီးစပ်လာတယ်ဆိုတဲ့အခြေအနေမျိုးတွေတယောက်နဲ့တယောက်ပို့ပြီးနားလည်မှုရှိလာတယ်ဆိုတဲ့အခြေအနေမျိုးတွေကိုတွေ့ရပါတယ် okay ဆိုတော့နောက်တစ်ခုကမမဆောင်ပေါ့နော်ဘာလို့ညာလို့ဆိုတဲ့ Aquarius လေးတွေဖြစ်ပါတယ်ဆိုတော့ Aquarius လေးတွေကကြတော့ဒီအရေးပါတဲ့အလုပ်တွေအခန်းကဏ္ဍတွေကိုစိတ်ငြိမ်စွာနဲ့တာဝန်ယူလှုပ်ဆောင်နိုင်ကြပါစေလူအများနဲ့ပူးပေါင်းမှုကိုပိုပြီးမြင့်တင်နိုင်ပါစေကောင်းမွန်တဲ့အရွေတွေကိုဖော်ဆောင်နိုင်ပါစေ2026မှာဒီလိုမျိုးဆူတောင်းလေးကိုဆူတောင်းပေးလိုက်ပါတယ်နော်အခွာတွေအတွက်အခြေရေးကကြတော့ဒီသူတို့2026မှာပေါ့နော်ကိုယုံကြည်မှုမြင်မာနေတဲ့ကာလဖြစ်တယ်ပေါ့နော်အရင်လိုမျိုးလို့ overthink သိမ့်မဖြစ်တော့ဘူး overthink သိမ့်မဖြစ်တော့ဘဲနဲ့ဒီကိုကဘယ်လိုလူမျိုးကိုလိုချင်တာလဲကိုကဘယ်လိုလူမျိုးနဲ့အဆင်ပြေနိုင်တာလဲဆိုတော့ဒီကိုယ့်ရဲ့လက်တွဲပေါ်ကောင်းပေါ့နော်ကိုယ်တိုင်တေချာစစ်စစ်ပြီးတော့မှရွေးချယ်လာနိုင်မဲ့ကာလဖြစ်တယ်တော့ဒါပေမဲ့ပေါ့နော်ဒီကိုယ့်ရဲ့ personal တိုးတက်မှုအတွက်သုံးတဲ့အချိန်တွေ relationship အတွက်သုံးတဲ့အချိန်တွေကိုတော့နည်းနည်းလေး balance လုပ်ရမယ်နည်းနည်းလေးချိန်ညှိရမယ်အနေအထားမျိုးတွေတော့ကြုံလာရနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းအဆင်ပြေသွားမှာပါ relationship ရှိတဲ့သူတွေကလည်းဒီကိုယ့်ရဲ့ partner နဲ့ဆွေးနွေးတာမျိုးဘာပဲဖြစ်လုပ်လို့ရတယ်အခုမှ relationship ထားမဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအပေါ်ကောင်းတူရလာမှာဖြစ်တယ်ပေါ့နော် okay နောက်ဆုံးကဘယ်သူလေးဖြစ်မလဲ PC လေးဖြစ်ပါတယ် Pisces ရာသီကွင်းနေဖြစ်တယ်ပေါ့နော် Pisces ရာသီကွင်းနေမှာကျတော့ဒီ
စိုးရိမ်ပူပန်ရတဲ့ anxiety တွေရော့ကျလာပြီးတော့မှရှင်းလင်းတဲ့လမ်းဆောင်တွေမြင်တွေ့လာနိုင်ကြပါစေအလုံးနဲ့ငွေကြေးကိုစီမံခန့်ခွဲရင်းနဲ့ကိုယ့်ရဲ့အရေးချင်းတွေကိုတေချာလေးချပြနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။ PCD ရဲ့အခြေအရကြတော့ဟိုအရင်နဲ့ပေါ့အရင်တော့လို့ပေါ့နော်ရှုပ်ထွေးတဲ့အခြေအနေမျိုးတွေတိတ်မရှိတော့ဘူးနည်းနည်းလေးပေါ့ပပဖြစ်လာမယ်ကိုယ့်အတွက်ပြောစရာကောင်းတဲ့ connection လေးတွေရလာတတ်တယ်ပေါ့နော်ဆိုတော့တခါတလေမှာအစ်စ်တွေ့လာတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကိုနဲ့အရင်တည်ပြီးသားသူပေါ့နော်ကိုနဲ့အရင်တည်ပြီးသားသူတငယ်ချင်းတွေမိတ်ဆွေတွေတည်းရမှာတယောက်ယောက်နဲ့ကိုနဲ့အဲ့လိုမျိုးခံစားချက်ပိုလာတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်ဒါက single တွေအတွက်ပါဆိုတော့ချစ်သူကြီးသားရှိတဲ့သူတွေအနေနဲ့ကြတော့ပေါ့နော်တယောက်နဲ့တယောက်ပေါ်တယောက်အချိန်ပိုပေးလာတာမျိုးတွေဖြစ်လာတတ်တယ်ခရီးတွေအတူတူသွားတာမျိုးတွေပြီးရင်ဒီအခိုက်အတန့်လေးတွေပေါ့နော်ပျော်စရာအခိုက်အတန့်လေးတွေကိုအတူတူဖြတ်တန်းရတဲ့အချိန်တွေကို2026မှာပို့ပြီးကြုံလာရနိုင်ခြေရှိပါတယ်ပေါ့နော်โอเคဒါဆိုရင်ရာသီကွင်း12ခုလုံးပြီးသွားပါပြီဒါကတော့အတိုလေးတွေပဲဖြစ်တယ်ပေါ့နော်နောက်ပိုင်းသူ့ရာသီကွင်းနဲ့သူရောက်လာပြီဆိုလို့ရှိရင်ကျွန်မဖတ်ထားတဲ့ဟာတွေစုပြီးတော့ပေါ့နော် data တွေစုပြီးတော့မှအသေးစိတ်တွေပြန်ပြီးပြောပြမယ်ပေါ့နော်ဒါကတော့နှစ်စာဖြစ်တဲ့အတွက်ရာသီကွင်းတွေအားလုံးကိုပေးခြင်းနဲ့စုတောင်းလေးနဲ့အခြေရေးသတင်းစကားလေးဖြစ်ပါတယ်ဆိုတော့နောက်ပိုင်းဒီလိုမျိုးဗီဒီယိုလေးတွေကိုတင်ပေးမှာပေါ့နော်တင်ပေးမှာဆိုတာကရာသီကွင်းတွေအကြောင်းလည်းဖြစ်မယ်တခြားဘ ഹു တူတာရစရာတွေလည်းဖြစ်မယ်ပေါ့နော်ဆိုတော့ဒီ channel လေးကို subscribe လေးလုပ်ထားပေးအောင်နော်တက်တာနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်